ကြီးတဲ့သူကတခုခုဆိုရင်နတ်နိုင်ဆိုင်ဆိုင်ခံစားလွယ်တယ်ကိစ္စတသိလေးတွေဆိုရင်လည်းအတွေးများတတ်တယ်အလုပ်တွေတအားများတယ်လုပ်စရာတွေများတယ်ဆိုရင်လည်းစိတ်ပင်ပန်းလွယ်တယ်တခုဆိုရင်ပုံမှန်လူတက်ခံစားလွယ်တယ်အတွေးတွေလည်းပုံများတယ်တယောက်ယောက်ကဝေဖန်လိုက်တယ်ဆိုလည်းဒီဝေဖန်စကားကိုပဲအမြဲတမ်းတွေးနေတတ်တယ်တခုဆိုရင် real လောက်တာပုံမြန်နေပေါ့နော်အဲ့လိုမျိုးလေးဆိုရင်ကြီးတဲ့သူက sensitive ဖြစ်တဲ့သူတွေလည်းပါပါတယ်ဒီ video က emotional စိတ်ခံစားချက်လွယ်တဲ့သူတွေအတွက်ဒါကိုပြုပြင်ခိုင်းတဲ့ video မဟုတ်ဘဲနဲ့ sensitive ဖြစ်တဲ့သူတွေအတွက်တတိုင်းတစ်ခုအနေနဲ့ကောက်ဝယ်ပေးမဲ့ video တစ်ပုဒ်ဆိုလည်းမမအောင်ဒီ video ထဲမှာစိတ်ခံစားချက်လွယ်တဲ့သူတွေအနေနဲ့နေ့စဉ်ဘဝမှာလုံးတင်တဲ့အလေးချင်းတွေကိုအလက်က category 5ပိုင်းနဲ့ပြောရပေးခြင်းနဲ့နံပါတ်1 category ကတော့ကိုယ့်ရဲ့အာယုံကြောစနစ်ပေါ့နော် nervous system ကိုဘယ်လိုမျိုးထိန်းညှိတဲ့လဲဆိုတာလေးပြောပြပေးမယ်နောက်နံပါတ်2ကကြတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ဘယ်လိုမျိုးဂရုစိုက်တဲ့လဲနောက်နံပါတ်3ကကြတော့ကိုယ်ပတ်ဝန်းကျင်လူတွေနဲ့ပတ်သက်ပြီး emotional sensitive person တယောက်အနေနဲ့ဘယ်လိုမျိုးလုပ်တဲ့လဲဆိုတာပြောပေးမယ်နောက်နံပါတ်4ကကြတော့ကိုယ်အတွင်းစိတ်ခံစားချက်stability ပေါ့နော်တည်ငြိမ်အောင်ဘယ်လိုလုပ်တင်လဲဆိုပြောမယ်နောက်ဆုံးနံပါတ်5ကတော့ကိုယ့်ရဲ့ energy ကိုဘယ်လိုမျိုးကာကွယ်မလဲဆိုတာလေးပြောပြပေးချင်ပါတယ်အဲ့တော့နံပါတ်1အနေနဲ့ကကြတော့ sensitive ဖြစ်တဲ့သူတယောက်အနေနဲ့ကကိုယ့်ရဲ့အသက်ရှူတာလေးကိုအာရုံစိုက်တဲ့လေ့ကျင့်မှုတွေကိုပုံမှန်လေးလုပ်တင်တယ်။ဘာကြောင့်လဲဆိုတော့အလစ်တို့ရဲ့ဒီဝင်လေထွက်လေကိုအာရုံစိုက်တတ်တဲ့အချိန်ဆိုရင် you are safeနေအခုလုံခြုံသေးတယ်ဆိုတဲ့ခံစားချက်မျိုးလေးပို့ပြီးရစေတယ်။ဝင်လေထွက်လေအာရုံစိုက်တတ်တဲ့အလေးချင်းအောင်လေဘယ်ရရလဲဆိုတော့ပြီးခဲ့တဲ့လကဝင်ခဲ့တဲ့100စက္ကန့်9ရက်100စက္ကန့်နေရတာပေါ့နော်။အဲအချိန်တော့ဆိုရင်9ရက်လောက်အလစ်တို့100အထုတ်ရတယ်။အဲ့နောက်ပိုင်းမှာအလစ်အရင်ထက် concentration အားကောင်းလာတာပြီးတော့ကိုယ်ခံစားချက်တွေကဘယ်ကိုဥတည်နေလဲဆိုတာလေးအလစ်ပိုမြင်လာတယ်ပေါ့နော်။အဲ့တော့ sensitive person တယောက်အနေနဲ့ကတနေ့မှအနည်းဆုံး10မိနစ်လောက်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဝင်လေထွက်လေအာရုံစိုက်ကြည့်ရမျိုးလုပ်တင်တယ်။နောက်နံပါတ်2ကကြတော့ဘယ်ဟာပဲလုပ်မလုပ်ခင် pause လုပ်ဖို့အဲ့လိုဇလန်တစ်ပုတ်ကြည့်ရဆိုရင်ဇလန်ကိုခဏတစ်ပြုတ်ရပ်ထားခြင်း pause လုပ်လိုက်တယ်အဲ့လိုပဲအလစ်တို့ကဘယ်ဟာပဲလုပ် pause လုပ်ဖို့လိုတယ်အထူးသဖြင့်အလစ်တို့ရဲ့ emotion ကို challenging ပေးတဲ့အရာမျိုးတွေမှာဆိုအလစ်တို့ pause လုပ်ဖို့လိုတယ်ပြောမယ်ဆိုရင်တခုခုကို react မလုပ်ခင်ဒေါသထွက်တဲ့အရာတွေစကားများစရာလေးတွေအလစ်တို့မတုံ့ပြန်ခင်မှာအရင် pause လုပ်ဖို့လိုတယ်ဘာကြောင့်လဲဆိုတော့စိတ်ခံစားချက်လွဲတဲ့သူတွေကြတော့လူတွေကသူတို့ကိုကဲရတာဝေဖန်တာသို့မဟုတ်အကြံပေးတာဆိုရင်အလစ်တို့ကကိုယ့်အလုပ်ကိုအကြံပေးတယ်လို့မထင်ဘဲနဲ့အလစ်တို့ပုံကိုရေးရတိုက်ခိုက်တယ်ဆိုပြီးတော့သတ်မှတ်တဲ့ဟာမျိုးလေးရှိတယ်ပြောမယ်ဆိုရင်စတယ်နောက်တယ်ဆိုရင်တော့အလစ်တော့တစ်ခါတလေအတီးယူပြီးတော့စိတ်ဆိုးမိရလေးရှိရဲအဲ့တော့ဒါမျိုးလေးတွေမှာဆိုရင်အလစ်တော့မတုံ့ပြန်ခင် pause လုပ်တတ်ဖို့လိုတယ်ပေါ့နော်နောက်နံပါတ်3ကကြတော့တိတ်ဆိတ်မှုနဲ့မိတ်ဆွေဖွဲ့ပါဆိုတဲ့စောင့်ပုံလေးအတိုင်းပဲစိတ်ခံစားချက်လွယ်တဲ့သူတွေကဒီစောင့်ပုံလေးကိုလိုက်နာတဲ့တယ်ပတ်ဝန်းကျင်ရစုံညံမှုတွေကိုယ့်ရဲ့အတွေးရစုံညံမှုတွေရဲ့ဝေးရပေါ့နော်အဲ့ဒါလေးနှစ်ပတ်တစ်ခါလောက်ပဲဖြစ်ဖြစ်space တွေတစ်ခုပေါ့ကိုပိုင်နေရာလေးတစ်ခုမှာအလစ်တော့အချိန်ဖြုံးတာမျိုးလုပ်တဲ့တယ်။ Okay ဒီတော့part 2ဖြစ်တဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ဘယ်လိုမျိုးဂရုစိုက်ရမလဲဆိုတဲ့အပိုင်းနဲ့ဆက်သွားလိုက်အောင်ခံစားချက်လွယ်တဲ့သူတွေအနေနဲ့တခုခုကိုမတုံ့ပြန်ခင်မှာ pause လုပ်တဲ့လို့ရေတောက်တာမျိုးတွေလည်းလုပ်တဲ့တယ်ဘလို့အချိန်တွေမှာရေတောက်တဲ့တယ်တယောက်ကကိုနဲ့ပြောနေတဲ့စကားအခက်မသိတဲ့အချိန်ကိုကမတုံ့ပြန်ခင်ရေအမြန်တောက်လိုက်တာမျိုးနောက်ပင်ပန်းလာတဲ့အချိန်မှာရေအမြန်တောက်လိုက်တာမျိုးလေးစိတ်ရှုပ်လာတဲ့အချိန်ရေအမြန်တောက်လိုက်တာမျိုးလေးဒါမျိုးလေးပို့လုပ်တဲ့တယ် emotional sensitive person တယောက်အနေနဲ့ကကိုစားတောက်တဲ့အစားတောက်အထူးသဖြင့်ပမာဏပေါ့နော် portion တွေပို့ပြီးယူဆိုင်တယ်အခုနောက်ပိုင်းဘာသတိထားမိလာလဲဆိုတော့အဲ့လေအတွက်ပေါ့ပဖြစ်တဲ့ meal တွေကိုပုံမှန်လေးစားရတယ်ဆိုတော့အဲ့လေ energy အတွက်လည်းကောင်းတယ်လေးလံတဲ့အစားတောက်တွေဆိုရင်အဲ့လေကိုတရက်လောက်ဒုက္ခပြီးွားတာမျိုးရှိတယ်ဒါကြောင့်ကိုစားတဲ့အစားတောက်လေးတွေကိုသတိထားကြည့်ပေါ့နော်နောက်နံပါတ်3အနေနဲ့တော့ workout ပေါ့နော်အားကစားလုပ်တာမျိုးလေးတွေကိုစိတ်ခံစားချက်လွယ်တဲ့သူတွေရဲ့တနေ့တာကိုယ့်ရဲ့ daily routine တွေမှာပုံမှန်လေးထည့်တင်တယ်ဘယ်လိုမျိုး workout လဲဆိုတော့ intense ဖြစ်တဲ့ဟာမျိုးထက်အလစ်တို့ကပေါ့ဖြစ်တဲ့ဟာမျိုးလေးထည့်ရင်ပိုပြီးတော့ကောင်းတယ်ဘာကြောင့်လဲဆိုတော့အလစ်တို့က reactive ပုံများတယ်မလားတခုဆိုရင်တုံ့ပြန်တာများတယ်ဆိုတော့ကိုယ့်ကိုတကယ်ကိုပင်ပန်းစေတဲ့မောဟိုက်စေတဲ့အတင်းဖိအားပေးတဲ့ဟာမျိုးတွေဆိုရင်အလစ်တို့ရဲ့အုံနောက်ကမှတ်ဝါတတ်တယ်မှတ်ဝါပြီဆိုရင်လေးချိန်ကလောက်တာကိုအလစ်တို့မုံဝါတာကြီးဖြစ်တတ်တယ်အဲ့တော့ဒါတခုခုကိုလည်းမမုံဝအောင်ဆိုရင်အလေလက်လန်းစင်အောင်လည်းတော့အကောင်းဆုံးပဲခန္ဓာကိုယ်ပိုင်းနဲ့ပတ်သက်ပြီးတော့ view site တဲ့ habit နောက်တစ်ခုကတော့စိတ်ခံစားချက်မကောင်းတဲ့ရက်တွေမှာဆိုရင် body scrub ပေါ့နော်ခန္ဓာကိုယ် scrub တိုက်တာလေးလို့ဒါယောက်ျားလေးရော main ကလေးရောပုံမှန်လေးလုပ်တင်တယ်။ဘာကြောင့်လဲဆိုတော့အဲ့လေဟိုရင် video တွေမှာလည်းပြောဖြစ်တယ်။အဲ့လေဆိုရင်ကိုယ့်ဘောက်ကို self care လုပ်တဲ့ habit တွေထဲမှာဆိုရင် body scrub ကထိတ်ဆုံးမှာပါတယ်။ body scrub လုပ်လိုက်တယ်ဆိုရင်ခန္ဓာကိုယ်သွေးလက်ပတ်မှုအတွက်လည်းကောင်းတယ်ပြီးတော့အဲ့လေတို့ရဲ့စိတ်ခံစားချက်ကိုလည်းသူက
တည်ငြိမ်သွားစေတယ် detox ဖြစ်သွားစေရပေါ့နော်အဲ့တော့နံပါတ်3ဖြစ်တဲ့ Olido ရဲ့ပတ်ဝန်းကျင်အပိုင်းလေးကိုကြည့်လိုက်ရအောင် Olido ပတ်ဝန်းကျင်နော် Olido နေထိုင်တဲ့နေရာအခန်းတွေကိုတန်ရှင်းထားဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့စိတ်ခံစားချက်လွဲတဲ့သူတွေကကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုတုံ့ပြန်တာတခြားလူတွေတက်ပို့ပြီးတော့မြန်တယ်အဲ့တော့ကိုယ့်ပတ်ဝန်းကျင်ကရှုပ်ရှက်ခတ်နေမယ်ဆိုရင်ဘာမှမလုပ်ချင်တော့တာဖြစ်တတ်တယ်။ဥပမာကိုယ့်အလုပ်စင်မှာပစ္စည်းတွေကတောင်ပုံရပုံဖြစ်နေရဆိုရင်ဒါကိုပြစ်ထားတတ်တာမျိုး Olido အချိန်ဆွဲမိရမျိုးလေးဖြစ်တတ်တယ်။ဒါကြောင့်ကိုပတ်ဝန်းကျင်တွေကို declutter လုပ်ပေါ့နော် emotional sensitive person တယောက်အနေနဲ့ကစိတ်ခံစားချက်မကောင်းတဲ့ရက်ဆိုတာတစ်လမှာ20လောက်ကတော့ရှိရများတယ်အဲ့လိုရက်တွေဆိုရင်အဲ့လိုက accomplishment ပေါ့နော်အောင်မြင်မှုသေးသေးလေးတွေကိုဖန်တီးတတ်ဖို့လိုတယ်အဲ့လိုဆိုလဲဘာမှမလုပ်ချင်တဲ့ရက်တွေရှိတယ်အဲ့လိုဆိုရင်စာအုပ်တုပ်ထဲကစာတစ်ပိုက်လေးဖတ်လိုက်ရရင်ပြီးပြီဆိုပြီးတော့အဲ့လိုမျိုးဖတ်ပြီးသွားပြီဆိုရင်အဲ့လိုက small win လေးတစ်ခုဖြစ်သွားပြီးအောင်မြင်မှုသေးသေးလေးလို့ခံစားသွားပြီးတော့ထပ်ပြီးတော့အလုပ်တွေထပ်လုပ်ချင်တော့တဲ့စိတ်တွေပြန်ဖြစ်တယ်ပြီးတော့ကိုယ့်ဘက်ကိုလည်းကျင်းနဲ့အားရမှုဆိုတဲ့စိတ်ခံစားချက်လေးဖြစ်တယ်နောက်ထပ်တစ်ချက်ကကြတော့ကိုယ်သဘောကျတဲ့အရာလေးတွေကိုစိတ်ခံစားချက်လွဲသူအနေနဲ့စောင့်တရမှာမှတ်ထားဖို့လိုတယ်အော်လဲဆိုတော့ဒီမှာ list လေးနဲ့ခြာရေးထားပေါ့နော်ငါဘာကြိုက်တက်လဲဆိုတဲ့ဟာလေးကိုကြိုက်တဲ့အရာလေးတွေကိုခြာရေးလိုက်တဲ့အချိန်ကျရင် sensitive ဖြစ်လာတဲ့အချိန်တိုင်းစိတ်ခံစားချက်မကောင်းတော့တဲ့အချိန်တိုင်းအော်လဲတော့အဲ့ list လေးတွေကိုပြန်သွားပြီးတော့ပို့ပြီးတော့ကိုယ့်ဘက်ကိုစိုက်တွေ့ရတယ်အဲ့တော့နောက်ဆုံး category ဖြစ်တဲ့ကိုယ့်ရဲ့ energy ကိုဘယ်လိုမျိုး product လုပ်လို့ရမလဲဆိုတာလေးကိုဆက်ပြီးတော့သွားလိုက်ကြမယ်အဲ့တော့စိတ်ခံစားချက်လွဲတဲ့သူတွေအနေနဲ့ကဖြစ်နိုင်ရင်ကို emotion တွေကို at all cost ပေါ့နော် at all cost ဆိုတာလုံးဝပြင်ပကအနောက်အရှက်တွေစိတ်ရှုပ်စရာတွေမလောင်အောင်လည်းတော့ကာဝယ်ထားတဲ့နဲ့အဲ့တော့အဲ့ဒါအတွက်ဆိုရင်ဗာလဲမလက်ကလေးတောင်ပါနေ boundary ထားဖို့လိုတယ် boundary ထားရဲဆိုတာငါဘယ်ရောက်တီးခံမလဲဘယ်ရောက်တော့မတီးခံအောင်လဲအဲ့ဒါလေးတွေရောလည်းတော့ကြိုပြီးတော့စဉ်းစားထားဖို့လိုတယ်နောက်အားနာတဲ့နေရာမှာလဲငါဘယ်ဟာတော့အားနာတဲ့နဲ့ဘယ်ဟာတော့အားမနာအောင်ဒါမျိုးလေးတွေတော့လည်းတော့ကြိုပြီးတော့တွေးထားဖို့လိုတယ်အားမနာတဲ့အချိန်ဆိုတော့လည်းတော့ပြောတဲ့အရာလေးတွေရှိတယ်အဲ့လိုမျိုးပြောတဲ့အရာလေးတွေမှာဘာသတိထားရမလဲဆိုတော့ပြောပြီးွားပြီဆိုတော့လည်းတော့အဲ့ပြောပြီးွားတဲ့နေရာမှာချက်ချင်းခတ်တော့လုပ်တတ်ဖို့လိုတယ်ဖြတ်ချပလိုက်တတ်ဖို့လိုတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့လည်းတော့တယောက်ပေါ့မှာအော်လည်းတော့နဲ့အလုပ်အတူတွဲနေလုံနေတဲ့သူတယောက်ကိုအကြံပေးပြီးွားရတာအဲ့လိုမျိုးဆိုတော့လည်းတော့အဲ့ဒါပြီးွားရင်စိတ်မကောင်းဖြစ်သွားတယ်။အော်ငါသူ့ကိုမပြောလိုက်တဲ့ဟိုမပြောခဲ့တဲ့တာသူစိတ်မချမ်းသာဖြစ်သွားမှာပဲ။ဘာကြောင့်လဲဆိုတော့စိတ်ခံစားချက်လွယ်တဲ့သူတွေက empathy တအားများတယ်ပေါ့နော်။ကိုချင်းစာစိတ်တအားများတယ်။အဲ့တော့ငါပြောလိုက်တာများမှားသွားပြီလားဆိုပြီးတော့အမြဲတမ်းဒီစိတ်နဲ့ပဲ3 ရက်လောက်ဒါပဲတွေးနေမိတတ်တယ်ပေါ့နော်အဲ့တော့ဒါမျိုးလေးတွေဖြစ်လာတတ်တဲ့အခါကျတော့တခုခုဆိုရင်ငါအားမနာတမ်းပြောပြီးွားပြီဒါပေမဲ့ဒီခံစားချက်ကိုငါ consequence ပေါ့နော်နောက်ဆက်တွဲကိုငါဖျက်ချဖို့လိုတယ်ဆိုတာမျိုးလေးတွေးတဲ့တယ်ဥပမာ all ဆိုရင်လည်းဥပမာဗီဒီယိုတစ်ပုတ်တင်ရင်တစ်ပုတ်မှာအနည်းဆုံးတော့မကောင်းတဲ့ဝေဖန်တဲ့အပြစ်တင်တဲ့ comment တစ်ခုတော့ရတယ်အဲ့တော့အဲ့လို comment တွေဆိုတော့လေတုံ့ပြန်တဲ့တုံ့ပြန်လိုက်တယ်ပြီးရင်တုံ့ပြန်ပြီးပြီဆိုတာနဲ့အဲ့နေရာမှာတော့လေ cut out လုပ်ပြလိုက်တယ်ကိုကြည့်နေတဲ့ social media သတင်းတွေအကြောင်းအရာတွေနောက်အတွေးတွေဘာတွေကိုကိုအနေနဲ့တွေးနေလဲအချိန်များစုမှာဒါတွေကိုအော်လက်တို့ကအများနဲ့ကြည်နေဖို့လိုတယ်ပေါ့နော် sensitive ဖြစ်တယ်ဆိုတာကိုတော့အော်လက်တို့ကကုသရပေါ့နော်ဆေးတွေပေါ့နော်အဲ့လိုမျိုးတော့အခုထိတော့လည်းမကြဘူးသေးဘူးပေါ့နော်ဒါပေမဲ့ဒီစိတ်ကိုပဲကောင်းတာလေးလည်းရှိရဟုတ်တယ်မလား sensitive ဖြစ်တယ်ဆိုရင်လူတွေရဲ့စိတ်ခံစားချက်ကိုသူတို့ကဖတ်နိုင်တယ်နားလည်နိုင်တယ်ဒါလေးကအော်လက်တို့မှာကောင်းတာလေးပေါ့နော်အဲ့တော့ဒါကိုအော်လက်တို့ကပြုပြင်စရာမလိုဘူးဒါပေမဲ့ဖြစ်လာတဲ့အခါစိတ်ခံစားချက်မကောင်းဖြစ်လာတဲ့အခါအော်လက်တို့ကကိုယ့်ဘက်ကိုအိတ်ချိန်မှာဂယုစိုက်လိုက်ဖို့ပဲလိုတယ်အဲ့တော့အဲ့ဒါတွေအတွက်အော်လက်ဆိုရင်အခု32နှစ်အထိဒီ sensitive ဖြစ်ခဲ့တဲ့ journey ကိုဖြတ်ကျော်ခဲ့ပြီးအခုလည်းစူးစမ်းပြီးတော့ဖြတ်ကျော်နေအဲ့တော့အဲ့ journey တောက်လျှောက်ပေါ့အော်လက်သင်ယူခဲ့ရတဲ့အရာတွေပြီးတော့အော်လက်အခုဘာတွေလုပ်နေလဲ sensitive တော့မှန်တယ်ဒါမှလည်း emotionally strong ဖြစ်လာအောင်လည်းဘာတွေလုပ်ဖြစ်နေလဲဆိုတဲ့ဟာမျိုးလေးတွေကိုဒီဗီဒီယိုထပ်ပို့ပြီးတော့အသေးစိတ်ကြတဲ့အကြောင်းအရာတွေပြီးတော့ action plan တွေနဲ့ဖန်တီးထားတဲ့ sensitive to confidence ဆိုတဲ့7 day program တစ်ခုရှိပါတယ် sensitive to confidence ဆိုတဲ့ program ကို join ပြီးွားပြီဆိုရင်စိတ်ထိခိုက်လွယ်တဲ့သူတွေအနေနဲ့ငါရဲ့တနေ့တာကိုစိတ်ခံစားချက်လွယ်ရနေဒီလိုမျိုးလေးငါ alternative ပြောင်းတွေးလို့ရတာပဲဒါလေးပြောင်းလို့ရတာပဲငါလုံနိုင်တယ်ဘယ်ရမှာမဆိုအော်လက်တို့စီးပွားရေးလုပ်တာပဲဖြစ်ဖြစ်အလုပ်တွေရှာတာပဲဖြစ်ဖြစ်အလုပ်တွေစတာပဲဖြစ်ဖြစ်အော်လက်တို့မှာ mindset foundation ပေါ့နော် foundation mindset တခုတော့လိုတယ်အဲ့ mindset လေးတခုအော်လက်တော့ကိုယ့်ဘာကိုရှာဖွေကြမယ် program အကြောင်းအသေးစိတ်စိတ်ဝင်စားရတယ်ဆိုရင်အော်လက်အခုပြထားတဲ့ Facebook page ကိုချစ်မှာအော်လက် vlog page မှာ confident လို့စာပို့ပြီးတော့ program အကြောင်းကိုမေးလို့ရတယ်အော်လက်မေးချင်တဲ့မေးခွန်းတွေတခုရှိအဲ့ဒါကစိတ်ခံစားချက်မကောင်းဖြစ်လာပြီဆိုရင်ဘာတွေလုပ်ဖြစ်လဲအဲ့ဒါလေးကိုဒီဗီဒီယိုအောက်မှာ comment ပေးခဲ့ပါအောင်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ပါမယ်အားလုံးဘိုင်